Hello မင်္ဂလာညချမ်းပါရှင်ဒီနေ့ဒီ recommend လေးကို reply ပြပေးချင်တာအဲ့တော့ခဏလေးပါနော်ထုံးစံတိုင်းမေးဒီမှာတငယ်ချင်းတယောက်ကမေးထားတယ်တိုင်းရင်စင်မထုတ်တော့ဘူးလားတဲ့တိုင်းရခဏနားပါတယ်လို့ပုံစံနဲ့ခဏနာရတယ်တဲ့ကုံစင်းနှုံးနေစီကြည့်နေတော့တဲ့အလငါစတာပါအရင်ပထမဒီတိုင်းရင်စေးထုတ်တော့ကလေအဲ့တော့ကတိုင်းရင်စေးလိုင်စင်လောက်တာနေပြီးတော့မှမဟုတ်ဘူးလိုင်စင်လောက်တော့ကမန်လေးမှာတော်လို့ရတာမန်လေးမှာတော်လို့တဲ့အချိန်မှာလိုင်စင်လောက်လို့ကွာထုတ်လို့ပြီးရောင်းချနေပြီကွာအဲ့ချိန်မှာနောက်ထပ်နာမည်ချိန်ရမယ်ဆိုပြီးတော့မှအကြောင်းကြားလာတယ်အကြောင်းကြားလာတဲ့အချိန်မှာနာမည်ကထပ်ပြီးတော့မချိန်ဖြစ်ဘူးမချိန်ဖြစ်ပါနဲ့အဲ့မှာဟိုအဖမ်းအဲ့ချိန်မှာဘယ်လိုပြောမလဲဒီနိုင်ငံရေးနဲ့အဖမ်းခံလိုက်ရတယ်ကွာအဖမ်းခံလိုက်ရတဲ့အချိန်မှာအဲ့စီကမီယာလည်းတယောက်တည်းဆိုတော့ရန်မှုကြတော့အဆင်မပြေဘူးဆေးတွေကရှိတယ်ဒါပေမဲ့မင်းကပို့ဖို့ကြတော့ပို့ရတာ delivery နဲ့ဘယ်လောက်ပဲချိန်တာချိန်တာမင်းကမလုံးတတ်ဘူးမလုံးတတ်ကြတော့ကိုကအထက်မှာရောက်တော့မေးရအဲ့မှာနားလိုက်တာဆေးကိုနားလိုက်ပြီးတော့အခုကိုထွက်လာတဲ့အချိန်မှာအဲ့နာမည်ကိုပြန်ချိန်မယ်ဆိုပြီးတော့မှလုံးတဲ့အချိန်မှာပြန်ချိန်ဖို့ကနာမည်ချိန်ဖို့ကချိန်လို့မရဘူးအစကနေပြန်လောက်ကမှာအဲ့ဆေးကိုပေါ့နော်အဲ့ဟိုစတင်မဲ့ကိစ္စကိုအစနေပြန်တော့ဘာလို့အစနေပြန်တော့မှာဆိုတော့ဒီလုတ်ပေးတဲ့လူကမသေးချာလုတ်မသိမရှာလုတ်ပေးလိုက်တာအဲ့လိုမျိုးဖြစ်တာအဲ့ဒါကိုအခုမှကိုထွက်လာတော့မှသေချာဆေးလျှောက်တော့တိတ်မယ်ဆိုတော့မှတိတာအဲ့ဒါကိုဦးလေးနဲ့တော့ဟိုတနေ့ကအဲ့မေးလန်းပါလीစုံတုံးလေးစကားတော့ပြောထားတယ်လေသမီးဆေးလျှောက်တော့တင်ကျင်တယ်တိုင်ရင်ဆင်းပြန်ထုတ်ဖို့အတွက်အဲ့ဒါနာမည်ရောသူကပြန်ချင်းရမှာပြီးတော့ဒီ6လောစာရက်ကရထားတော့မှန်တယ်ဒါပေမဲ့မသေးချဘူးလို့တော့ပြောတယ်လို့တော့ကြောင့်ကိုကဆေးရှိပြီးတော့ထုတ်လို့ရောင်းချနေလို့ရှိရင်ပြဿနာဖြစ်လာမှာဆိုလို့သုံးဆွဲသူအတွက်ရောစိတ်နှောက်ယှက်ဖြစ်မှာဆိုလို့ဗောနော်အစားအစာရပစ္စည်းတစ်ခုထုတ်တော့မလို့စဉ်းစားရတာဗောနော်ပြီးတော့ customer တွေသုံးဆွဲတော့ကောင်းတာကတော့ဟိုကိုကအမခံတယ်ဘာဖြစ်လို့ပထမသုံးဆွဲဦးတယ်လို့ရှိတယ်ဟုတ်ဆိုတော့အကြီးကြီးဆေးထုတ်လို့ဖို့ဒီအဓိကဒီ license ကိုလုပ်ဖို့စူးစမ်းနေဗောနော်ဒါကြောင့်မို့ရန်ကုန်မှာခဏနေနေတာလဲပါတယ်ဗောနော်အဲ့ကိစ္စနဲ့အဲ့ဒါကိုကအလုံးတစ်ခုဆိုတာကလောလို့မကောင်းလေတိကျစနစ်တကျနဲ့သွားမှတည်င်းစာမှာထည့်မဲ့ကိစ္စတွေအဲ့လိုမျိုးအကုန်လုံးတိကျအခုတစ်ခေါက်တော့စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့အဓိကကslowly ပဲသွားနေတာပေါ့နော်ဟုတ်ထည့်အားပေးပါအောင်ရှင်